对。呀。大家顾没讲是。那看的。八没有。但不。大家 family 超点，然后就对到我嘛，没讲。哦，好比，比如啊，ပုံမှန်ဆိုရင်နေတိုင်းမိနစ်30လောက်เนาะမိသားစုစကားစုပြီးပြောကြတယ်ဘွားရှိတော့ပေါ့နော်ဆိုရင်ဒီကဘာလို့ဒီ TikTok မှာတင်ပြရလဲဆိုတော့ဟိုတိုင်းငယ်တော့ပြီးတယ်ပရောဆိုဒီ TikTok တင်လိုက်တယ်လေတင်လိုက်တဲ့အခါကျတော့ဟိုအဲ့ comment စီဝိုင်းပြီးတော့လေပေးကြတယ် comment စီမှာဟိုဖေဖေတို့ဖေဖေပေါ့နော်ဖေမားနေတာရှိရဆိုရင်တို့ကထောက်ပြကြတယ်ဖေဖေတို့မိသားစုရဲ့လိုအပ်ချက်လေးတွေရှိနေတယ်တို့ကပြောပြပြီး comment စီတွေမှာဒါဒီကောင်သူက TikTok ကြတော့သူကဟိုဒီကျေပြန့်တယ်အဲဆိုတော့တော်တော်များအကောင်းမြင်တဲ့စိတ်နဲ့ဝိုင်းပြီးတော့အကြံပေးတာလေဒါကြောင့်ပြည်နောက်ပိုင်းမှာတတိယဝါလေဘာစဉ်းစားမိလဲဆိုတော့ဖေတို့မိသားစုအများနဲ့ပြောနေတာပြောရင်တစ်ပိုင်းဖြစ်သူလို့ဒီလိုမျိုးလေးဖေတို့က TikTok ပြရိုက်ပြီးတော့တင်လိုက်ခြင်းအားဖြင့် comment စီတွေကဟိုဝေးစားလေးတက်လာတယ်အဲ comment စီတွေက comment တစ်ခုချင်းဒီက fully respect ပေးတယ်ပြီးရင်သူတို့ပေးတဲ့အကြံတွေကိုเนาะအကြံဉာဏ်တွေကိုဒီကအမြဲတမ်းနားထောင်နေဖတ်ပြီးတော့သသားတို့တည်းတွေကိုပို့ပြီးတော့ဘဝရှိလူတက်ဖို့အတွက်ဒီကအမြဲတမ်းသူတို့ရဲ့ comment စီတွေကို respect ပေးနေတယ်သသားတို့ပြန်ပြတာသသားတို့တည်းတို့ကလည်းဒီရဲ့ဟို TikTok လေးတွေကိုသသားတို့ကြည့်ချင်းအားဖြင့်မလုပ်ရမဆိုတော့ဟို record တစ်ခုဖြစ်အောင်ဖေဖေတို့ဒီအချိန်ဒီရွယ်မှာတဲ့ဟာသသားတို့တည်းလေးတွေကိုဘယ်လိုမျိုးဆုံးမစကားတွေပြောနေတယ်ဆိုတော့ record တဲ့ဖြစ်အောင်ပြရလုပ်တယ်လို့လည်းဖြစ်တာ။เนาะဒါကြောင့်ဒီကဟို TikTok ကိုဒီ family talk ဆိုပြီးတော့